အားလုံးပဲမင်္ဂလာပါဆိုသူလင်ဘလော့ကနေကြိုဆိုပါရစေဒါအခုပေါ့နော်လက်ရှိပေါ့နော်Trent Alexander-Arnold ရဲ့အပြောင်းရွှေ့လေးကိုသုံးသပ်တင်ပြခြင်းပါတယ်ဒါ Fabrizio Romano မှာလည်းဒန်ဒီဖြစ်သွားပါပြီကစားသမားနဲ့ Real Madrid နဲ့ကြာမှာအကုန်ပုံကိုရေးဆိုင်ရာသဘောတည်ညီမှုရသွားပြီအသေးသေးလက်မှတ်ထိုးမဲ့ဟွာတွေကိုတော့သူကနောက်လာမဲ့ပတ်ဒီမှာဆက်လက်ပြီးတင်ပြမယ်ပေါ့နော်တော့ဒန်ဒီဖြစ်သွားပြီတော့ Trent Alexander-Arnold ရဲ့ဇာသမားဘွားနဲ့သူရဲ့ Real ပြောင်းရွှေ့ဖြစ်တဲ့အကြောင်းလေးကိုတင်ပြခြင်းပဲ။ဘာလို့ Arnold ကို Real ဒီဇင်ဘာလောက်မှလာပြီးတော့ချင်းကပ်သေးတယ်။ဇန်နဝါရီပြောင်းရွှေ့ကာလမှာတည်းပြောင်းရွှေ့ကြီးပေးပြီးတော့ဗောနော်။ဝယ်မလို့ကာလိုအန်ဆယ်လော့တီလေးရော Real သူတို့စူးစမ်းလိုက်သေးတယ်။ဒါပေမဲ့လီဗာပူးအနေနဲ့ဒီလက်ရှိလူစင်းတိုင်းနဲ့သူကအမပေးဒီပရီးမီးယားလိ2004-2005ပရီးမီးယားလိချန်ပီယံဖြစ်ဖို့အတွက်သူကလာကောင်းတယ်လက်ရှိလူစင်းကိုသူကဆက်လက်ထိန်းပြီးတော့ဗောနော်ပရီးမီးယားလိဖလားကိုအရယူဖို့အတွက်ရည်ရွယ်ပြီးတော့သူကရာသီကုန်ထီကိုမယောင်းချဘဲနဲ့စာချုပ်တက်တန်းကုန်တဲ့ထီကို Trent ကိုအသင်းမှာဆက်ရှိရဲဒါကြောင့်လဲ Trent ကအခုPremier League Champions ကို Trent ဒီနေ့ရရှိသွားပြီအဲ့တော့ဘယ်လိုပြောင်းပြလဲဆိုတော့ဒါ Fabrizio Romano မှာလည်းဖော်ပြထားတယ်သူက Real Madrid ကိုစိတ်ဝင်စားတယ်ပြီးတော့ New Challenge လို့ခေါ်တဲ့ New Challenge ကို New City ပေါ့သူရဲ့အတွေ့အကြုံသစ်တွေလိုချင်တဲ့အတွက် Real Madrid ကိုသူကရွေးချယ်လိုက်တာဖြစ်တယ်တခြားအသင်းတွေကလည်း Real ကိုမပြောင်းခင်မှာတခြားအသင်းတွေကလည်းသူ့ကိုလာပြီးတော့ကမ်းလှမ်းတယ်အသင်းကိုလာသာပေးပြီးတော့သူ့ကိုကမ်းလှမ်းသေးတယ်ဒါပေမဲ့သူက Real Madrid ကိုပဲရွေးချယ်လိုက်တယ်။ဘာကြောင့်လဲဆိုတော့စင်ကော်မှုတဲ့လိုချင်တာရယ်ပြီးတော့သူ့မှာသူ့ရဲ့တငယ်ချင်းဂျူဘယ်လင်ဂန်ရှိတယ်ပေါ့နော်။ဂျူဘယ်လင်ဂန်ကလည်းသူနဲ့စုံတိုင်းကိုအမြဲတမ်းသူတို့နိုင်ငံတကာပွဲတွေရှင်ပြိုင်တိုင်းမှာအမြဲတမ်းသူ့ကိုReal Madrid အကြောင်းပြောပြတယ်ပေါ့နော်ဒီ Real Madrid ကဘယ်လိုရှိတယ်အောင်မြင်မှုဘယ်လိုကြီးမားတယ်အဲ့တော့ Real Madrid ကလည်းလိုချင်းချင်းနဲ့ပဲဒါအခုလက်ရှိကမ္ဘာအကောင်းဆုံးညာနောက်ခံလူကိုရရှိသွားတယ်ပေါ့ Real Madrid မှာလည်းကာဗာဟဲတန်ရပြီးတဲ့ဒီညာနောက်ခံလူကိုသူတို့ကအသေးအတန်လိုချင်နေတဲ့အခါမှာသူတို့ကလည်းအာနိုးကဒါပထမဦးစားပေးကစားသမားဖြစ်တယ်ပေါ့နော်အဲ့တော့ဒန်ဒီဖြစ်သွားပါပြီလက်ရှိအာနိုးရဲ့ဆွမ်းဆောင်မှုကတော့အာနိုးဒီအခုမှအသက်ကလည်း26နှစ်ပဲရှိသေးတယ်တကယ်အကောင်းဆုံးဆိုတဲ့အချိန်ပေါ့နော်သူကအောက်တိုဘာ1998မှာသူကမွေးတယ်လီဗာပူးဝက်စတာဘီမြို့လေးလီဗာပူးမြို့မှာမွေးဖွားတယ်ဒါအခုလက်ရှိ2004-2005ပရီးမီးယားလိသူကချန်ပီယံလဲရသွားပြီဒီ2004-2005ပရီးမီးယားလိမှာဆိုရင်32ပွဲမှာ3ဂိုးသွင်းတယ်6ဂိုးဖန်တီးထားတယ်ဝါကတ်ကတော့9ကတ်ရရှိထားတယ်ဒါသူဆိုရင်လည်းလီဗာပူးနဲ့တူချန်ပီယံလိလည်းရပြီးသွားပြီပရီးမီးယားလိလည်းရထားတယ်ပြီးရင်လည်းဒါသူ့ရဲ့စွမ်းဆောင်ရည်ပေါ့နော်သူ့ရဲ့စွမ်းဆောင်ရည်ကလည်းဒါအင်္ဂလန်သားတွေရဲ့ထုံးစံတိုင်းဒီလောင်းဘောတွေဒီဖြတ်တင်ဘောတွေ pass တွေပေါ့နော်သူ့ရဲ့ကစားပေါက်ကကျွန်တော်မြင်လာတော့ပေါ့နော်ဒေးဗစ်ဘက်ခန်းရဲ့ကစားပုံနဲ့ဆင်တယ် free kick တွေမှာလည်းသူက free kick ကန်တာတွေလည်းကောင်းတယ်ပြီးရင်ညာဘက်ကနေဒီလောင်းဘောတွေဖြတ်တင်တဲ့ဘောတွေကတိုက်စစ်မှုတွေရဲ့လမ်းကြောင်းတွေကိုသူကရအောင်ချပေးနိုင်တဲ့သူကရောက်ကြော်လေးတွေပေါ့နော်ဒီနောက်တန်းခံစစ်တွေကိုအလယ်မှာကိုရအောင်ချပေးနိုင်အဲ့ဒီအချိန်မှာတိုက်စစ်မှုတွေကပြေးပြီးတော့ပိတ်ုံပဲသူ့ရဲ့ဘောခေါင်းတိုက်တာမျိုးပြေးပိတ်တာမျိုးဒါမျိုးတွေကိုသူကဒီဘီကုတ်ဆက်ရှိခိုက်စီဘီကုတ်ထဲကိုသူကဓာတ်ရိုက်ကြောင်ချပေးနိုင်တဲ့သူ့ရဲ့ long pass တွေပေါ့နော်ဖြတ်တင်ဘောတွေဒါတွေကတကယ်ဟိုအမခန်းနဲ့စွမ်းဆောင်ရည်တွေဖန်တီးမှုတွေပေါ့နော်
ဒါကြောင့်လဲ Real Madrid ကအသေးအံလိုချင်တဲ့အတွက်အခုတော့ Real Madrid ရရှိသွားပြီတကယ်လဲအကောင်းဆုံးရေသွင်းမြင့်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်အဲ့တော့ညီကိုတော့ဒီပေးသက်တွေရော Trent Alexander-Arnold ပေါ်ဘယ်လိုရှိလဲသူရဲ့ဟိုနေ့လေးကို comment လေးမှာရေးသွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်